အားလုံးပဲမင်္ဂလာပါဒီနေ့ဒီချိန်ထိ channel လေးကိုအားပေးကြတဲ့အရောက်ချင်းစီတိုင်းပေါ်မှာကျေးဇူးအများကြီးတင်ပါတယ်ဆက်လက်ပြီးမှအားပေးကြပါ like share comment ပြီးတော့ subscribe လေးကိုလည်းမနေ့ရသေးတဲ့သူတွေနေပေးကြပါလို့တောင်းဆိုပါရစေကဲဒီနေ့မှာတော့အမျိုးသမီးတွေထိတွေ့စေခြင်းတဲ့နေရာ၅ခုဆိုတဲ့အကောင်းစဉ်လေးနဲ့တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဒီနေ့ပြောပြမယ့်အရာကတော့အမျိုးသမီးတွေထိတွေ့စေတဲ့နေရာ၅ခုပဲဖြစ်ပါတယ်လူတွေရဲ့ခန္ဓာကိုယ်မှာထိတွေ့မှုအကြောင်းနှစ်လိုဖွယ်ကောင်းတဲ့အာယုံခံစားမှုရတာဟာတဏှာနဲ့တဏှာမတူကြပါဘူးเนาะအချို့အင်္ဂါအစစ်အပိုင်းကထိတွေ့လိုက်တာနဲ့အာယုံခံစားမှုတွေကိုခံစားရတာကိုလိလာမှုများအရာသိရပါတယ်အဲ့ဒီထိုးခြားတဲ့အင်္ဂါအစစ်အပိုင်းတွေကိုလှုံ့ဆော်ပေးလိုက်ရင်အထွတ်အထိပ်ခံစားမှုအထိရောက်သွားသူတွေလည်းရှိပါတယ်သူတည်တနာပြုချက်အရာဆိုရင်လင်စစ်ဆန်ခြင်းမရှိဘဲထိုးခြားတဲ့အင်္ဂါအစစ်အပိုက်တွေကိုလုံဆော်ပေးလိုက်ရုံတစ်ခုတည်းနဲ့ orgasm လို့ခေါ်တဲ့အထွတ်အထိပ်ရောက်ပြီးမြောက်သွားတဲ့သူတွေဟာအမျိုးသမီးတွေရဲ့စနစ်ရာခိုင်နှုန်းအထိရှိပါတယ်။အမျိုးသမီးတွေရဲ့ခန္ဓာကိုယ်တစ်ခုလုံးမှာတဏှာနဲ့တဏှာအာယုံကြောတည်ရှိတာချင်းမတူကြတာကြောင့်အာယုံခံစားမှုနေရာတွေကလည်းမတူကြပါဘူး။အချို့နေရာတွေကထိတွေ့လိုက်ရင်ခံစားမှုတွေတိတိတသာထူးခြားနေတာကိုတွေ့ရပါတယ်။အချို့အမျိုးသမီးတွေရဲ့ခန္ဓာကိုယ်အစစ်အပိုင်းကိုထိတွေ့လိုက်တဲ့အခါစိတ်ပျော်ရွှင်မှုတွေဖြစ်စေတဲ့အကြောင်းကတော့ဦးနှောက်အတွင်းကဒိုပါမင်းဟော်မုန်းတွေထွက်လာတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။အဲ့ဒီဒိုပါမင်းဟော်မုန်းကြောင့်ကောင်းတဲ့စိတ်ခံစားချက်တွေဖြစ်လာပါတယ်။အမျိုးသမီးတွေလိုက်ဖက်တဲ့အခါမှာပဲဖြစ်ဖြစ်နမ်းလိုက်တဲ့အခါမှာပဲဖြစ်ဖြစ်လိင်စစ်ဆန်မှုမပါဘဲနဲ့ထိုးခြားတဲ့နေရာတွေထိတွေ့ခြင်းမှာပဲဖြစ်ဖြစ်အဲ့ဒီလိုလှုပ်လိုက်တဲ့အခါမှာဦးနှောက်အတွင်းကအောက်ဆီတိုဂျင်ဟော်မုန်းထွက်လာပါတယ်အဲ့ဒီဟော်မုန်းကြောင့်ခံစားချက်တွေကောင်းလာပါတယ်ဒီထိတွေ့မှုတွေဟာအခြားဟော်မုန်းဖြစ်တဲ့အင်ဒိုဖိနဟော်မုန်းနဲ့ဆာဂိုတိုနင်ဟော်မုန်းတွေကိုလည်းထွက်လာပါတယ်ဒါကြောင့်စိတ်ဖြစ်စေမှုတွေရော့ကျသွားတယ်စိတ်ဓာတ်ကြတွေပျော့သွားတယ်ညဖက်ကောင်းကောင်းအိပ်ပျော်လာတယ်ပြီးတော့စိတ်ကျေနပ်မှုတွေပိုပြီးတော့ဖြစ်လာတယ်ကိုယုံကြည်မှုတွေတိုးလာတယ်အကောင်းမြင်စိတ်တွေဖြစ်ပေါ်လာတယ်စိတ်ပျော်ရွှင်မှုကိုလည်းဖြစ်လာပါတယ်ပြီးတော့တဦးနဲ့တဦးတန်ရောစင်းနဲ့နောင်ဖွဲ့မှုတွေလည်းတိုးလာပါတယ်အမျိုးသမီးတွေဟာထိတွေ့ရတာကိုစိတ်နဲ့တက်တဲ့နေရာတွေကပါတွေလဲအဲ့ဒါတွေကတော့နံပါတ်1မှာတော့သူမရဲ့နှခမ်းပေါ့နော်သူမရဲ့နှခမ်းလူအများစုဟာအမျိုးသမီးရဲ့နှခမ်းကိုနမ်းဖို့တဖို့တဲတာလို့ဖို့လိုအပ်တယ်လို့ထင်တတ်ကြတယ်လက်ချောင်းတွေနဲ့ထိတွေ့ဖို့မေ့တတ်ကြတယ်နှခမ်းကိုထိတဲ့အထီးတွေဟာစိတ်လှုပ်ရှားစရာကောင်းလာပါတယ်နှခမ်းမှာထိုးခြားတဲ့အထီးအတွေ့အာယုံကြောတွေအများအပြားရှိပါတယ်တင်းရဲ့အပေါ်နှခမ်းကိုလက်ချောင်းလေးနဲ့တနေရာကတနေရာကိုဖြတ်ပြီးညင်ညင်သာသာထိတွေ့ကြည့်လိုက်ပါဒါဆိုရင်အမျိုးသမီးတွေဘယ်လိုခံစားရမလဲဆိုတာကိုသင်ခန့်မှန်းနိုင်ပါပြီနော်အဲ့ဒီလိုလောက်တာဟာအမျိုးသမီးတွေအတွက်ထိုးခြားတဲ့ခံစားချက်ကိုဖြစ်စေတယ်အမျိုးသမီးတွေရဲ့နှခမ်းဟာခံစားမှုအာယုံများလွန်းတဲ့နေရာတစ်ခုဖြစ်ပါတယ်အဲ့ဒီလိုထိတွေ့လိုက်ရင်အမျိုးသမီးတွေရဲ့စိတ်လှုပ်ရှားမှုနဲ့ခံစားမှုအာယုံတွေချက်ချင်းနိုးထလာမှာပဲဖြစ်ပါတယ်နှခမ်းကိုအမျိုးသမီးတွေကချစ်သူနဲ့လင်ယောက်ျားကိုသာထိတွေ့ဖို့ခွင့်ပြုတဲ့နေရာဖြစ်ပါတယ်သူတည်တနာပြုချက်အရာအမျိုးသမီးကိုပထမအဆုံးအနမ်းချွေတဲ့အခါမှာခံစားချက်အလွန်ကောင်းစေတဲ့ဒိုပါမင်းဟော်မုန်းတွေထွက်လာပါတယ်အဲ့ဒီပထမအနမ်းပြီးနောက်နားတဲ့အနမ်းတွေကအချစ်ဟော်မုန်းဖြစ်တဲ့အောက်ဆီတိုဇင်ဟော်မုန်းတွေထွက်လာပါတယ်ပြီးတော့တကူလုံးထိုပိုလာတယ်နှွေးထွေးလာတယ်ဖော်ပြဖို့ခက်ခဲတဲ့ခံစားချက်တွေကိုဖြစ်ပေါ်လာပါတယ်ချစ်စိတ်တွေဖြစ်ပေါ်လာတယ်အယမ်းပျော်ရွှင်လာတယ်နှခမ်းဟာအမျိုးသမီးတွေအားလုံးရဲ့ချစ်စိတ်ဖြစ်ပေါ်လာတဲ့နေရာလို့ပြောလို့ရပါတယ်နော်နံပါတ်2ချက်မှာတော့သူမရဲ့ခါအမျိုးသမီးရဲ့ခါဟာယောက်ျားတွေနဲ့မတူကွဲပြားတဲ့ခန္ဓာကိုယ်အစစ်အပိုင်းတစ်ခုဖြစ်ပါတယ်အချို့အမျိုးသမီးတွေရဲ့ခါဟာသွေးနေတဲ့အခါတွေဖြစ်နေပါတယ်အမျိုးသားတွေရဲ့အခါနဲ့မတူကွဲပြားနေပါတယ်ပြီးတော့အမျိုးသမီးတွေရဲ့အခါကိုဖက်ထားရင်သူမအတွက်စိတ်လှုပ်ရှားစရာကောင်းတဲ့ခံစားချက်တွေဖြစ်စေပါတယ်နံပါတ်3ချက်မှာတော့သူမရဲ့တင်ပါပေါ့နော်အမျိုးသမီးတွေရဲ့တင်ပါကိုထိတွေ့ဖို့မမေ့ပါနဲ့နော်ဒါဟာအရေးကြီးပါတယ်
သူမရဲ့တင်ပါဟာအယုံကြောတွေအလိုများတဲ့နေရာတစ်ခုဖြစ်ပါတယ်။တင်ပါမှာရှိတဲ့ကြွက်သားတွေကိုထိတွေ့လိုက်တဲ့အခါမှာသူမအတွက်ထိုးခြားတဲ့ခံစားချက်တွေဖြစ်စေပါတယ်။အဲ့ဒီလိုထိတွေ့မှုအကြောင်း pelvis floor ကြွက်သားတွေမှာသွေးလည်ပတ်မှုတွေပိုကောင်းစေတယ်။အဲ့ဒီနောက်မျိုးပွားအင်္ဂါတွေစီကိုသွေးပိုရောက်စေနိုင်တယ်။သူမအတွက်ထိုးခြားတဲ့ခံစားချက်ကိုဖြစ်ပေါ်စေပါတယ်။နံပါတ်၄ချက်မှာတော့သူမရဲ့ဒုကိုထိတာဟာစိတ်ကူးကောင်းတစ်ခုပဲဖြစ်ပါတယ်။ဒုဟာထိတွေ့ဖို့ကောင်းတဲ့နေရာတစ်ခုဖြစ်ပါတယ်။ဒီလိုလုပ်ဖို့အမျိုးသားတွေကမိရော့နေတတ်ပါတယ်။အမျိုးသမီးတွေရဲ့ဒုကိုငင်ငင်သာသာပွတ်တက်တာဟာအမျိုးသမီးတွေအတွက်ပိုပြီးတော့စိတ်လှုပ်ရှားစရာကောင်းပါတယ်။ဒုရဲ့အရှိပိုင်းကိုပွတ်တက်ထိတွေ့တာထက်ဒုရဲ့နောက်ပိုင်းကိုငင်ငင်သာသာပွတ်တက်ထိတွေ့တာကစိတ်လှုပ်ရှားမှုကိုပိုဖြစ်စေပါတယ်။နံပါတ်5ချက်မှာတော့သူမကိုပွေးဖက်လိုက်ပါ။ပွေးဖက်လိုက်တဲ့အတွက်အုံနောက်ထဲကအောက်ဆီဒိုဇင်ဟော်မုန်းထွက်လာပါတယ်။အဲ့ဒီဟော်မုန်းကြောင့်တဦးနဲ့တဦးနှွေးထွေးတဲ့ခံစားချက်ကိုရစေတယ်။ပြီးတော့တန်ရောစင်နဲ့ချီနှောင်မှုတွေဖြစ်စေတယ်။စိတ်ဖြစ်စည်းမှုနဲ့စိုးရိမ်ကြောင်းကြမှုတွေကိုလျော့နေသွားစေတယ်။ပွေးဖက်လိုက်ခြင်းကြောင့်endorphin ဟော်မုန်းလည်းထွက်လာပါတယ်။အဲ့ဒီဟော်မုန်းကနှစ်လိုဖွယ်ကောင်းတဲ့ပျော်ရွှင်မှုကိုချက်ချင်းဖြစ်စေပါတယ်နော်။ပွေးဖက်ခြင်းဟာနှလုံးကျန်းမာရေးအတွက်အလွန်အရေးကြီးတဲ့အပြုအမူတစ်ခုဖြစ်ပါတယ်။ပြီးတော့အရှိတိုင်းယဉ်ကျေးမှုမှာတော့ပွေးဖက်ခြင်းကိုချစ်သူလင်မယားနဲ့ရင်းနှီးကြတဲ့မိသားစုဝင်အချင်းချင်းယောက်ျားအချင်းချင်းမှသာပွေးဖက်လိရှိကြတယ်။ဒါပေမဲ့အနောက်ပိုင်းနိုင်ငံမှာတော့ပွေးဖက်ခြင်းကိုယောက်ျားမင်းမမရွေးဘူးပွေးဖက်တတ်ကြတယ်။လူဒန်းစားမရွေးပွေးဖက်ကြတယ်။အသက်အရွယ်မရွေးပွေးဖက်ကြပါတယ်။တဦးနဲ့တဦးတွေ့ဆုံကြရင်ပွေးဖက်ပြီးတော့နှုတ်ဆက်တဲ့ယဉ်ကျေးမှုရှိကြတဲ့လူမျိုးတွေလည်းရှိပါတယ်။ပွေးဖက်တာဟာနှလုံးသားချင်းထိတွေ့စေနိုင်တဲ့အပြုအမူတစ်ခုဖြစ်ပါတယ်။ကောင်းတဲ့ခံစားချက်ကိုဖြစ်စေပါတယ်။ဒီအကြောင်းအရာတွေဟာအနောက်နိုင်ငံကလူတွေကိုပညာရှင်တွေကစစ်တမ်းကောက်ယူပြီးထွက်ပေါ်လာတဲ့ရလဒ်တွေပဲဖြစ်ပါတယ်။အနောက်နိုင်ငံတွေကယဉ်ကျေးမှုနဲ့အရှိတိုင်းနိုင်ငံတွေကယဉ်ကျေးမှုကမတူကြပါဘူးနော်။ယဉ်ကျေးမှုမတူတဲ့အတွက်အတွေးအမြင်လည်းမတူကြပါဘူး။ပြီးတော့စိတ်ခံစားချက်တွေမတူနိုင်ဘူး။အကြိုက်လည်းမတူနိုင်ပါဘူးနော်။အပြုအမူလည်းတူမှာမဟုတ်ပါဘူး။မတူတာတွေအများကြီးရှိသလိုတူတဲ့အချက်တွေလည်းရှိပါတယ်။အဲ့ဒါတွေကတော့အနောက်နဲ့အရှိနိုင်ငံတွေဟာရေးစားထားတတ်ကြတာချင်းတူပါတယ်။အိမ်ထောင်ပြုတာချင်းလည်းတူပါတယ်။ကလေးမွေးတာချင်းလည်းတူပါတယ်။အခုပြောပြတဲ့အကြောင်းအရာတွေကိုကြိုက်တာမကြိုက်တာခဏပေးဖယ်ထားပြီးတော့ဒီလိုတော့ဖြင့်ဖြစ်တန်ရာဤလှုပ်ကြည့်လို့အကျိုးမယုတ်တန်ရာဆိုတဲ့အတွေးနဲ့အကြောင်းတိုက်ဆိုင်ရင်လက်တွေ့လှုပ်ကြည့်ရင်အတွေ့အကြုံရနိုင်ပါတယ်။ကောင်းမကောင်းကိုလက်တွေ့လှုပ်ကြည့်ပြီးမှအဆုံးဖြတ်တာကအမှန်နဲ့ပို့ပြီးတော့နှိစက်နိုင်ပါတယ်နော်။အပိုဆိုကြီး bonus အဖြစ်ပြောချင်တာကတင်မှာချစ်ရတဲ့ဇနီးမယားကလည်းမရှိဘူးပြီးတော့ချစ်သူသမီးရေးစားကလည်းမရှိဘူးအခုပြောတဲ့အကြောင်းအရာတွေကိုလည်းစမ်းသပ်ကြည့်ချင်တယ်ဆိုလို့ရှိရင်တင်အနည်းအနားမှာတင်ကိုစိတ်ဝင်စားနေတဲ့အမျိုးသမီးတွေရှိနေနိုင်ပါတယ်တင်ကိုစိတ်ဝင်စားနေတဲ့အမျိုးသမီးရဲ့အပြုအမူတွေကဘာတွေလဲပေါ့နော်တင်ကိုမကြာခဏကြည့်တယ်တင်ကိုစိတ်ဝင်စားတယ်တင်နဲ့ထိတွေ့ဆက်ဆံနေရင်သူမပျော်ရွှင်တယ်ပြီးတော့အသင်အကြောင်းကိုပြောပြရင်းရယ်မောတယ်သင်ရဲ့ရင်းနှီးတဲ့နာမည်ကိုခေါ်တယ်သင်နဲ့စကားပြောရင်းရင်ကျေးပြီးငါတယ်သူမရဲ့အပြုအမူတွေဟာသင်ကိုလမ်းခင်းပေးသလိုဖြစ်နေတတ်တယ်အဲ့ဒီအပြုအမူရှိတဲ့အမျိုးသမီးကိုတင်စမ်းသပ်ကြည့်ခြင်းတယ်ဆိုလို့ရှိရင်စမ်းသပ်ကြည့်နိုင်ပါတယ်နော်တခုတော့ကြိုတင်ပြောထားမယ်သင်ဟာအရွယ်ရောက်ပြီးတဲ့ယောက်ျားတစ်ယောက်တော့ဖြစ်ရပါမယ်အရွယ်ရောက်တဲ့ယောက်ျားတစ်ယောက်ကိုအင်္ဂလိပ်လို gentleman လို့ခေါ်ပါတယ် gentle နဲ့ man ကိုပေါင်းစပ်ထားတာပဲဖြစ်ပါတယ် gentleman ဆိုတာယဉ်ကျေးတဲ့လူနူးညံ့သိမ်မွေ့တဲ့လူညင်ညင်သာသာပြုမှုတဲ့ပြောဆိုတတ်တဲ့လူလို့အဓိပ္ပာယ်ရပါတယ်သင်ဟာပြောတဲ့အတိုင်းညင်ညင်သာသာသိမ်သိမ်မွေ့မွေ့လှုပ်ရှားတတ်လိုပါတယ်နော်ဒီလိုမဟုတ်ဘဲနဲ့ငါတုံးကျိုးပြက်လှုပ်ရှားလိုက်လို့မထင်မှတ်တာတွေဖြစ်လာရင်တော့အဲ့ဒီအမှုတွဲထဲကျမကိုစွဲမသွင်းပါနဲ့လို့ကြိုတင်ပြောပါရစေနော်အားလုံးကိုကျေးဇူးတင်ပါတယ်